ကျင်မိုးရဲ့နေတော်တော်လှုပ်ရက်တဲ့ဟာဒီမှာခလေးနှစ်ယောက်လည်းရှိတယ် तू ကလူပြိုနုနုထွက်ပေါ့နော်ကျမကခလေးတယောက်မှတစ်ခုလက်ပေါ့နော်ကျမနဲ့သူနဲ့ယူလိုက်တယ်အမျိုးတွေကလည်းသူမျိုးတွေကလည်းကျမတစ်ခုလက်ကလေးတယောက်မှသူ့မသိပဲဂျင်းထည့်ပြီးကလင်ကကျစ်လုပ်ပြီးယူထားတဲ့ပုံစံမျိုးပေါ့နော်ကျမပထမအိမ်အောင်နေ့တော့ဆိုလို့ရှိရင်ဘယ်လိုပြောမလဲထိုးကြိတ်တာတွေလည်းပဲလုံးဝတာတွေအဲ့လိုမျိုး အားလုံးပဲမင်္ဂလာပါရွှေစင် YouTube channel လေးကနေပြန်လဲကြိုဆိုလိုက်ပါရှင်အခုတင်ဆက်ပေးမယ့် video လေးကတော့အိမ်အောင်ရေးဖောက်ပြန်တဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ရှင်ဒီ video file ထဲမှာဆိုလို့ရှင်တော့ဒီ main မကတော့သူ့မှာခလေး2ယောက်လည်းရှိတယ်လင်လည်းရှိရတဲ့နဲ့နော်ဒါဆက်ယုံစင်ပြီးတော့ဒါလင်ငယ်နဲ့သွားတွေ့ရတယ်ရှင်ကလေးတွေရောယောက်ျားရောကိုနော်ဒါပြစ်ထားခဲ့တာတယ်နော်တော်တော်လေးကိုရွာတဲ့ main မရှင်main ကလေးတွေလည်းနော်ဒီ video file လေးကိုကြည့်ပြီးတော့ဖြစ်တဲ့နိုင်မဖြစ်အောင်အဆုံးထိလိုက်ပါကြည့်ရှုပေးဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ရှင် ကျင်မိုးရဲ့နေတော်တော်လှုပ်ရက်တဲ့ဟာဒီမှာခလေးနှစ်ယောက်လည်းရှိတယ်ရှင်းရင်တန်းလန်းနေငါခလေးနှစ်ယောက်ကြောင်းလဲအော်ခလေးကြီးကောင်လေးဆိုလဲကြောင်းတက်နေငါတို့ပညာမတက်ဘူးမတက်လို့နေပညာတက်တဲ့လူမလို့နေငါခလေးကိုစာတင်ဖို့အတွက်နေပြန်လာခဲ့ပါငါကိုယ်တိုင်လှုပ်ကြည့်မယ်အိမ်မှာပဲခလေးနဲ့နေပါငါနေကိုအတန်းနဲ့ပြောနေတာညတော့ကလည်းငါနေကိုအမျိုးမျိုးလဲငါမားတယ်ဆိုလဲငါတောင်းမှန်းနေပြောသမျှလဲငါငြိမ်ခံနေနေညလည်းငါနဲ့ AC လိုက်လာပြီးတော့ဒီမှာ AC ငါတိုင်မင်းနဲ့နေကိုငါပြောပြတယ်နေ AC နားတော့မနဲ့လဲမိုးလဲရောနေကဆက်ုံသွားခြင်းနဲ့ဆက်ုံသွားတယ်နေငါရှိရနေကိုပတ်စံလာတာထုတ်ဖို့အတွက်နော်ငါရှိရနေမှတ်ပုံနေတောင်းပါငါနေကိုယုံကြည်တဲ့ပဲပြန်ပေးလိုက်တယ်မလုတ်တော့ပါဘူးဆိုပြီးငါပြန်ပေးလိုက်တယ်ဟမ်အခုလဲကြာအောင်ငါဘာမှမေးလို့မရတော့အခုနေလဲပြန်မလာတော့ဘူးငါ့ကိုပြောတော့8နာရီခွဲတယ်အခုနေပြန်မလာတော့ဘူးနေမှာခလေး2ယောက်တောင်ရှိတယ်ဟမ်ခလေး1ယောက်တည်းဆိုငါမပြောလို့ငါ1ယောက်တည်းနဲ့ဆိုလည်းပြောမလို့ခုနေခလေး2ယောက်တောင်ရှိတယ်ကျွန်တော်ဘူလေးတမ်းများရှိနေကျွန်တော်ကူညီပေးကြပါလို့ရွှေလီမန်းမှတ်တိုင်ရွှေလီမန်းကျောင်းရှိမှတ်တိုင်ဆင်းနေဆိုဟိုဘက်ဈေးလေးတဲ့ကိုဝင်သွားလိုက်လေနည်းနည်းလောက်ဝင်သွားလိုက်ရှိတော်ရှိကြီးဆောင်နဲ့အဲဈေးတန်းလေးကိုပဲကြော်သွားတော်ရှိကြီးဆောင်နဲ့အဲ့ဆောင်မှနေရပါသူ့ကိုတွေးမိခဲ့လို့ချင်းအမှကျွန်တော်အကောက်ထဲမှာကျွန်တော်ဖုန်းနံပါတ်ကလေးယူကျွန်တော်ကူညီပေးပါကျွန်တော်တားနဲ့သမီးရဲ့မွေးစင်းရင်းနဲ့ကျွန်တော်အိမ်တော်လူတရားလိုချင်လို့ပါကျွန်တော်မွေးစင်းရင်းနဲ့ခလေးတွေမွေးစင်းရင်းနဲ့ခလေး2ယောက်ရဲ့မွေးစင်းနဲ့ကျွန်တော်အိမ်တော်လူတရားလိုချင်လို့ဘာလို့လဲဆိုကျွန်တော်သားသမီး2ယောက်နဲ့ရှေ့ကိုဆက်ရတော့မှာဘာလို့လဲဆိုသူလည်းကျွန်တော်တို့ပြန်ပေါင်းဖို့စိတ်ကူးမရှိလို့ဒီလိုလုပ်နေတာပေါ့ရှိတယ်ဆိုတော့ဒီလိုလုပ်မှာမဟုတ်ဘူးလေကျွန်တော်မျက်နှာမထောက်အောင်ကျွန်တော်သားသမီးမျက်နှာထောက်အောင်ပါဒီကောက်ပိုင်ရှင်သားသမီးတွေမျက်နှာတော့တသမ်းမှလည်းမထောက်ဘူးသားသမီးရဲ့လို့လေဒီလောက်ဟဲ့ပဲလေဖုန်းပြောတာဘာမှမရှိဘူးကျွန်တော်ရှင်သူ့တန်နဲ့သူတော့အဆင်ပြေရလားမသိဘူးနော်အများနဲ့နေမကောင်းလဲပတ်စံလွှဲပြရတယ်300မရှိတယ်ပတ်စံလွှဲပြရတယ်နော်ကျွန်တော်ကဒါမျိုးကျွန်တော်ဒီလုံးမှတနေ့ကပြန်တော့ပြန်လုတ်ပြီးတော့ကျွန်တော်သူ့ပြန်လွှဲပေးနေတာဆောင်းဆင်းတယ်လို့တယောက်တည်းနေတယ်လို့ရန်ကုန်မြို့မှာနေတာ9လရှိပါဘူးကျွန်တော်ပြန်လွှဲပေးနေတာကျွန်တော်မကောင်းကြောင်းနေလဲသူ့ညီကောင်လာချမှာဘယ်တော့တောင်ကျွန်တော်ပြောထားလဲမသိသူလောက်တာတော့ဘယ်သူမှမမြင်သူလောက်တာဘယ်သူမှမမြင်ကျွန်တော်မကောင်းကြောင်းနေတော့ပြောမှာပေါ့သူလွတ်လဲနေရဖို့ပြောရင်တော့ပြောမှာကျွန်တော်ရှိတယ်မှာကျောင်းရှိမှတ်တိုင်နေမှာကျွန်တော်တို့ဘူလေးသားတွေရှိကြတယ်ကူညီပေးကြပါကျွန်တော်အဲ့မွေးစင်းနဲ့ကျွန်တော်သားသမီး2ယောက်ရဲ့မွေးစင်းနဲ့ကျွန်တော်အိမ်အောင်သူကြားပဲလိုချင်တယ်သူလွတ်လဲနေချင်တယ်ဆိုနေတော့ကျွန်တော်ပြန်မလာနဲ့တော့နေတော့ရတယ်အိမ်နောက်စုစရာတွေရောပါရောเนาะဒါအကုန်ယူသွားတာတယ်เนาะကလေးတွေရဲ့မွေးစင်းတွေရောเนาะဒီကလေးတွေကြောင်းထားမယ်တယ်เนาะမွေးစင်းမရှိလို့ရှင်ဒါထားလို့မရအောင်ရှင်မိခင်တယောက်ဖြစ်နေပြီးတော့เนาะသူ့ရဲ့လုပ်ရဲ့ကြီးကတော်တော်လေးကူမှဒါစိတ်ပြတ်ဖို့ကောင်းနေရှင်နောက်ထပ် view file မှာဆိုလို့ရှင်လေဒီအိမ်အောင်ကွဲအမျိုးသမီးလေးတွေเนาะတခုလက်ဒီသူတို့ကเนาะပထမအိမ်အောင်နဲ့ကွဲသွားလို့နောက်ထပ်ယောက်ျားတစ်ယောက်ကိုထပ်ပြီးယူလိုက်ပြီဆိုလို့ရှင်အဲ့ဒီယောက်ျားတွေကเนาะသူတို့ကိုအိမ်အောင်ကွဲတခုလက်ဆိုပြီးတော့เนาะဒါအပြစ်ပြောကြရရှင်အပြူမဟုတ်တာတို့ဘာလို့เนาะမိန်းကလေးတွေလည်းเนาะဘုဒ္ဓအနေနဲ့အဆုံးထိလိုက်ပါကြည့်ရှုပေးဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ရှင်နည်းနည်းတော့ရှက်တယ်ရှင်ဒါပေမဲ့မိန်းကလေးတိုင်းကိုသိစေချင်လို့ပေါ့နော်ကျမဒါတင်ရချင်းဖြစ်တယ်ပေါ့ကျမပထမအိမ်အောင်နေ့တော့ဆိုလို့ရှိရင်ဘယ်လိုပြောမလဲထိုးကြိတ်တာတွေလည်းပဲလုံးဝတာတွေအဲ့လိုမျိုးတွေပေါ့နော်မိမကိစ္စနဲ့ပတ်သက်လာလေးနည်းနည်းကတိကဟောက်လေးတွေရှိခဲ့တယ်ပေါ့ကျမအခုနောက်အိမ်အောင်ပြူတဲ့ခါမှာလည်းကျမအများကြီးနှစ်တည်းဂျာကြီးတွဲခဲ့တယ်ကျမအများကြီးလည်းကျမခံစားချက်တွေပြောခဲ့တယ်ကျမကိုလက်နဲ့မရွယ်ပါဘူးစိတ်ချမ်းသာအောင်ထားပါမယ်အရင်ချစ်ပြပါမယ်ဆိုတဲ့ယောက်ျားကျမကိုလှုပ်လိုက်တဲ့အရာတစ်ခုอ่ะပေါ့နော်ကျမအခုချိန်တော့သားနေနာနေလို့ရှင်
ဒါပေမဲ့ကျမပြောချင်တာပေါ့နော်မိန်းကလေးတွေကအရန်ယုံလွယ်ကြတယ်ပေါ့အားကြောင့်မို့ယုံမလွယ်ကြပါနဲ့ပေါ့ကျမတို့မိန်းမရဲ့ယောက်ျားယူလဲဆိုတာကလေနှွေးထွေးမှုလိုချင်လို့ဂယုဆိုင်မှုလိုချင်လို့ချင်နာမှုလိုချင်အားကိုးချင်လို့ယူကြတာအနိုင်ချင်းခံမှုလည်းမဟုတ်နှိမ့်ဆက်ခံမှုလည်းမဟုတ်ကျမတို့မိန်းမရဲ့ယောက်ျားယူတာအားကိုးချင်လို့နှွေးထွေးချင်လို့ကိုချစ်တဲ့လူနဲ့ပြောပြောရွှင်ရွှင်နေကြတာတည်းပဲပေါ့နော်ကျေးဇူးတင်ပါတယ်ဒီမိန်းမမှယောက်ျားတယောက်ကြောင့်မပြောင်းကြည့်ကြပါဘူးအကုန်လုံးကတလင်တမရမနေချင်းကြတာရွယ်လေးနော်ဒါပေမဲ့ကျမပြောချင်တာတွေတခုပါနော်တချို့လူတွေကြတော့လဲစာနာစိတ်လေးရှိကြတယ်တချို့လူကြတော့စာနာစိတ်မရှိဘူးပေါ့နော်အမအပြန်မလုပ်ဘူးလားလို့ပြောကြတဲ့လူတွေကိုကျမတစ်ချက်လောက်ပြန်ပြီးပြောပြချင်တယ်ကျမကသူ့ဘက်ကိုလိုက်လာတာသူ့နယ်ကိုလိုက်လာတာကျမကသူ့လုံနေတဲ့အချိန်မှာကျမကသူ့ကိုပြန်ပြီးခုခံမယ်ပြန်လှုပ်ခဲ့မယ်ဆိုလို့ရှိရင်သူကစိတ်ဆက်တဲ့လူတယောက်စိတ်တိုလွယ်တဲ့လူတယောက်သူသားနာလို့ရှိရင်ကျမကိုမျိုးမျိုးလှုပ်ထားလို့ရတဲ့အနေထားသူ့နယ်လေးသူ့ဒေတာလေးကျမနေရကျမဒေတာမဟုတ်ကျမကလေးပါတယ်ကျမကလေးရဲ့မျက်နှာကိုကျမကြည့်ရတယ်ကျမတယောက်တည်းကျမတစ်ခုတည်းဖြစ်ချင်တာဖြစ်သွားလို့ရတဲ့အနေထားမဟုတ်ကျမတစ်ခုဖြစ်သွားကျမသားဒုက္ခရောက်ကျမသားလေးရှိမှပဲဖြစ်သွားတာပေါ့နော်ဒီကိစ္စတွေအကုန်လုံးကလည်းကျမသားလေးကအခုဖျားနေတယ်ပေါ့နော်ကလေးကိုလည်းစိတ်ပူပြီးမေးကြတဲ့လူတွေရှိလို့ဟုတ်တယ်ကလေးကနည်းနည်းစိတ်တရရင်လည်းရသွားနိုင်တယ်ပေါ့နော်ကလေးကလက်ရှိမှာဖျားနေတယ်စိုးရိမ်ရတော့မရှိပါဘူးပေါ့နော်လက်ရှိမှာဖျားနေတယ်ဘာမှမဖြစ်ပါဘူးပြီးသွားလို့ရှိရင်ကျမချစ်တဲ့တော်တော်ဖန်လို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်ကိုချင်းစာနာမှုရှိကြတဲ့လူတွေရှိသလိုမရှိကြတဲ့လူတွေလည်းရှိတယ်ပေါ့နော်ဒါပေမဲ့ဘယ်မိန်းမမှဘယ်မိန်းကလေးမှအဲ့လိုမျိုးမဖြစ်ချင်ကြဘူးပေါ့နော်ကောင်းမယ်ထင်လို့လုပ်ခဲ့တဲ့အရာတွေကြီးပဲပေါ့နော်မကောင်းထင်တဲ့အရာကိုတော့ကြိုးမြင်နေဘယ်သူကဒီလိုအရာကိုလုံးဝလဲပေါ့နော်ကျေးဇူး तू ကလူပြိုနုနုထထပေါ့နော်ကျမကကလေးတယောက်မှတစ်ခုလက်ပေါ့နော်ကျမနဲ့သူနဲ့ယူလိုက်တယ်အမျိုးတွေကလည်းသူမျိုးတွေကလည်းကျမတစ်ခုလက်ကလေးတယောက်မှသူ့မသိပဲဂျင်းထည့်ပြီးကလင်ကချစ်လုပ်ပြီးယူထားတဲ့ပုံစံမျိုးပေါ့နော်ကျမမကောင်းသူမိဘကလည်းဒါတော့ကိုသားသမီးဆိုတော့တူတာပေါ့နော်မကောင်းသူနဲ့ဘာမှဆိုင်အပေါင်းတဲ့ငယ်ချင်းနေသိလားကျမနဲ့မတူမတန်တစ်ခုလက်မဟုတ်ဆိုမှဘလို့ဖြစ်တယ်အဲ့လိုယူထားဘယ်သူကတော့တစ်ခုလက်ဖြစ်ချင်မှာဘယ်မိန်းကလေးကတစ်ခုလက်ဖြစ်ချင်မှာလဲနော်နောက်တစ်ခုထပ်ပြောလိုက်ရမယ်တဲ့လားနောက်တစ်ခုကဘာလဲဆိုလို့ရှင်မိန်းမတယောက်မစာမနာနဲ့သူတို့ကပြောချင်တိုင်းပြောနေအောင်ပါအခုဖြစ်တယ်ရန်ဖြစ်တယ်ကျမကရိုက်ခံဒါလည်းကျမအမှားဘာဖြစ်ကွာပြီးလဲဒီလိုဖြစ်နေအောင်ဆိုဟုတ်ကဲ့ကျွေးစုတင်တယ်ယောက်ျားတွေမကောင်းပါဘူးယောက်ျားတိုင်းမကောင်းပါဘူးလို့ကျမပြောတာမဟုတ်ဘူးကျမရဲ့ခံစားချက်တွေနဲ့ကျမကဗီဒီယိုတင်တာမိန်းကလေးတွေမျှဝေပေးတာနော်ကောင်းတဲ့ယောက်ျားတွေရှိလို့အဖိုးဖွားသွားကြိုးပြီးတော့တကယ်ဆန်ဖြူတဲ့ဒီပေါင်းနေတဲ့လူတွေရှိတယ်ကွာမကောင်းတဲ့ယောက်ျားတွေရှိလို့အိမ်တော်ဘွဲတွေအများကြီးရှိတယ်ဒီခေတ်ကြီးထဲမှာနော်ကျမရဲ့ကိုယ်တူလေးကိုပဲဒီတိုင်းလေးပဲတင်လိုက်တာပေါ့နော်ဘသူမှရှိရပြီးတင်လိုက်တာမဟုတ်ဘူးသိလားအဲ့ဒါကိုမှကျမရဲ့ comment ထဲမှာအနာဘောကိုတုတ်ချနေကြတဲ့အမျိုးသားတဆူပါပေါ့နော်လာပြီးတော့မန်းထားလို့ကျမယောက်ျားတယောက်ပြီးတယောက်ယူတယ်ကျမကဘလို့ဖြစ်တယ်ညာလို့ပြလာပြောအောင်လေကျမရွေးချယ်တဲ့ယောက်ျားသားကျမကိုနာကျင်အောင်မလုပ်ကျမကိုငိုအောင်မလုပ်ကျမကိုဝမ်းနည်းအောင်မလုပ်ကျမကိုအသားနာအောင်မလုပ်ကျမကိုစိတ်ချမ်းသာအောင်ထားမယ်ဆိုလို့ရှိရင်အိမ်တော်ကြီးကတာရတယ်သိလားလူသားဆင်းရဲသွားပြီလေသိလားမွေးချင်မွေးသွားပြီစိတ်ချမ်းသာဖို့အဓိကရှင်သိလားနော်အတူတူရုန်းကန်ကြိုးစားလို့ရတယ်နော်ဒါပေမဲ့စိတ်ဆင်းရဲမှုတော့လာမပေးနဲ့ရှင်နော်သိလားအဲ့ဒါလေးပြောပြချင်တယ်နော်ရွေးစုတင်ပါတယ်ရှင်ကိုချစ်လို့ကြိုက်လို့ယူထားတဲ့ယောက်ျားတစ်ယောက်လေနော်သူကရောပထမအိမ်အောင်နဲ့ကွဲပြီးတော့နော်နောက်ထပ်ယောက်ျားတစ်ယောက်ကိုထပ်ပြီးတော့ယူခြင်းကြမှာလဲရှင်ဘယ်အမျိုးသမီးမှလည်းနော်တခုလက်အိမ်အောင်ကွဲဆိုတာမဖြစ်ချင်ဘူးနော်သူကကိုတီလက်ရောက်စော်ကားပြီးရိုက်နေနေတဲ့ယောက်ျားတစ်ယောက်ကိုတော့နော်ဘယ်မိန်းမမှကြာရှိစွာတီးခံပြီးတော့ပေါင်းနိုင်မှာမဟုတ်ဘူးရှင်ဒီအမရဲ့အဖြစ်ကိုကြည့်ပြီးတော့နော်မိန်းကလေးတွေလည်းတတိထားဆင်ခြင်မှုပြောချင်ပါတယ်ရှင်ကျမဗီဒီယိုလေးတော့တက်လောက်ပါပဲရှင်အဆုံးထိလိုက်ပါကြည့်ရှုပြီးရတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုဒီမှာပြန်လည်ဆုံတွေ့ကြမယ်နော်